I want to sleep. ကျွန်တော်အိပ်ချင်တယ် I need to study. ကျွန်တော်စာလေ့လာဖို့လိုတယ် I'm going to cook. ကျွန်တော်ဟင်းချက်တော့မယ် I'd like to help you. မင်းကိုကူညီချင်ပါတယ် Can I come in? ကျွန်တော်ဝင်လို့ရမလား Could you help me? ကျွန်တော်ကိုကူညီပေးနိုင်မလား May I ask the question? မေးခွန်းတစ်ခုမေးလို့ရမလား Do you like coffee? ကော်ဖီကြိုက်လား Did you call me? ငါ့ကိုဖုန်းဆက်ခဲ့လား Are you busy? မင်းအလုပ်များနေလား What do you want? မင်းဘာလိုချင်လဲ Where is my phone? ငါဖုန်းဘယ်မှာလဲ When will you leave? မင်းဘယ်တော့ထွက်မလဲ Why are you late? မင်းဘာလို့နောက်ကျတာလဲ How can I help? ဘယ်လိုကူညီရမလဲ There is a cat outside. အပြင်မှာအကြောင်တစ်ကောင်ရှိတယ် There are many people here. ဒီမှာလူတွေအများကြီးရှိတယ် I think it's okay. ကျွန်တော်တော့အဆင်ပြေတယ်လို့ထင်တယ် I don't know the answer. အဖြေကိုမသိဘူး Let's go home. အိမ်ပြန်ကြရအောင်